ဒီနေ့ကကျွန်မဂျင်းတော့ဘာလို့တောက်စားလဲဆိုပြောပြမယ်ဂျင်းရဲ့အကျိုးကျေးဇူးတွေကတော်တော်များတာဂျင်းအဖက်ကတော့နဲ့ကြီးရကွယ်ကိုယ်တိုင်လှီးလိုက်တာဆိုတော့လေဂျင်းအဖက်နည်းနည်းတော့ကြီးရသူကအိတ်မပြောဘူးဆိုလို့ရှိရင်သူကအိတ်ပြောစေတယ်ရှင်အစာချေနှုံးကိုလည်းညင်စေတယ်နောက်တစ်ခုကပါဇက်အပုတ်နဲ့အပုတ်နဲ့နန်းတဲ့သူတွေလေဂျင်းကိုမနဲ့တိုင်းစားပေးလို့ရှိရင်လေအာနဲ့လေတင်းတင်းလေးဘာမှဖြစ်တော့ဘူးငါတော့နောက်တစ်ခုကဝင်းသွားတော့လွယ်တာလုံးဝအာနိတဲ့အကျိုးကျေးဇူးတွေမှာကျက်ဥကတော့ဂျင်းကစားနေလို့ဝိတ်တအောင်စားတာကျက်ဥကOh my god so good ကောင်းလိုက်တာ Okay တော်တော်ကောင်းတယ်ကိုချက်ထားလို့လားမသိဘူး This is a nanabe nanabe is very sakam This is a chata I chat the chata very very good This is the Nyoti. Nyoti is very shady. I can torture you a pen. I hope not. This is a Peroma Town Babu. Sorry, this is a Jindo. Jindo is very calm. This is a Tanaka. This morning, Coco Lane paid the Tanaka to me. I am very loud. I hold him up. I hold him up. I'm going now. Bye bye. I hold him up. You tell me it's sweet to dream again, copy. Show me love so deep with the young again. Can you tell me, go to the young on me? ငါတက်နေတယ်တူတာနင်းတည့်ရတာလေငါရွတ်တဲ့ဟာ You so that good mind, just when go right, tell you to your man, think about my cherry. Not the other, you don't tell. About my minty on tail, so long, never surely. Go tonight, my time, worry, tell you, bomb love. Keep you like that, yeah, so to show me what. Won't it be so, yeah, I only dream, mama. Oh, 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 oh. The next day. ဟင်စုစုဟိုကလေမမချိုဈေးသွားမလို့အဲ့ဒါအိမ်လေးခဏကြည့်ပေးပါဦးနော် ဟုတ်မဟိုစူးစူးလေးမှားကြလေးရှိလို့ အဲ့ပြောလေဘာမလဲ ဟိုဟာလေး အော်ကပြောပါစုစုရဲ့ဘာစားမှလဲဘာတောက်မှလဲမမချိုဝယ်ခဲ့ပေးမှာပေါ့ အော်မဟုတ်ပါဘူးမမရှိုးရဲ့ဟိုစူးစူးလေးဟိုမျက်နှာနဲ့အသားရည်လည်းခြောက်ကပ်ပြီးတော့လေပြီးတော့ဟိုတလောကလည်းဟိုဝက်ရှံပုံတွေထွက်တာကြောင့်အမဲဆက်တွေနောက်ကျောမှာဖြစ်နေရောလေအဲ့ဒါဟိုမျက်နှာနဲ့ခန္ဓာကိုယ်တွဲသုံးလို့ရတဲ့ဆက်ပြလေးရှင်ဝဲခဲ့ပေးပါလားလို့ညီမပြန်ပေးပါမယ်ပိုက်ဆံအောင်လေးနော် အော်ညီမလေးရဲ့ဒါလေးပြောဘာဖြစ်လို့စကားပလင်ခံနေရတော့မမချိုနဲ့စုစုဒါလေးပြောစရာလားနော်ဝယ်ခဲ့မယ်စိတ်ချပြီးလို့ရှိရင်လေဒီနေ့မမချိုဈေးထဲမှာလေညီမလေးနဲ့လိုက်မယ်အဝတ်စားလေးတွေပါဝယ်ခဲ့ဖို့အစီအစဉ်ရှိတယ်နော် ဟုတ်ပါမရှိုး ဟုတ်ပြီအဲ့ဆိုရင်မမဈေးသွားလိုက်အောင်မယ်နော် ဟုတ် အေးဟုတ်ပြီ 所以你运气也来。对。နူနူကဘာလို့ငိုလဲနူနူငါသွားပြီးလိုက်မယ်ခဏလေးနူနူတကယ်ချင်းဟမ်ဘာလို့ငိုနေလဲဘာပြရပါလဲကဘာလို့တရားမရဘူးကိုစကူမမရဆရာမကောက်ပြောတာတရားမရကောက်လုံးပဲနင်တို့ရောပထမသာကြလဲသုံးပါသာကြတယ်
အေးလေနင်တို့ပဲစဉ်းစားကြည့်နင်တို့တော့မှ3ပါလာပဲကြာတယ်ငါပိုင်ဦးတရားမရဘူးကောင်းစရာမလုံးတော့ပဲအေးဆရာမမလုပ်ခင်နင့်ငါအရင်လုပ်မယ်နင့်ငါအရင်လုပ်မယ်နင့်ငါအရင်လုပ်မယ်ငိုငိုအဲ့တဲ့ကောင်ကကားနဲ့ထွက်ပြေးသွားတယ်အဲ့ဘယ်ကမှမသိတဲ့မိန်းမအိုက်တက်ကိုလွတ်လိုက်ပါတယ်သူတို့အခုကာယကံရှင်တွေကဘာတစ်ခုမှလာပြီးပြောချင်းဆိုချင်းလုံးဝမရှိပါဘူးဖြစ်ခတဲ့ကလည်းသူတို့အိမ်တကားကိုပိတ်လိုက်ပါတယ်နော်သူတို့အိမ်တကားကိုပိတ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လေသူတို့ပိုင်နေဆိုပြီးတော့လောက်တာပါအဲ့တော့ကျမတို့လုံးဝအရှော့မေကျမတို့ရိုက်တာထက်တောင်နားတယ်ကျမတို့ဝန်ထမ်းကိုထိလို့ကျမတို့ဝန်ထမ်းကိုလှုပ်လို့သူတို့တွေကဝန်ထမ်းကိုလှုပ်လို့ရတယ်ဆိုရင်အချိုးနဲ့လာလှုပ်လို့ကျမတို့ပို့ပြီးတော့မှလေခံစားခက်တယ်တိလားကျမတို့ကြောထောက်နောက်ခံမရှိဘူးခလေးတွေလှုပ်လို့ရတယ်ဆိုတဲ့အချိုးနဲ့လာလှုပ်တာနော်အဲ့လိုမျိုးလက်မခံနိုင်ပါဘူးရှင်ကျမတို့တကယ်လက်မခံကျမတို့ရိုက်လိုက်တော့မှကျမတို့သူတပြက်ကိုတပြက်လုံးလိုက်ရဆိုရကျမတို့ဟွာဖြစ်သေးတယ်အခုကကိုတိလာလှုပ်ပြီးတော့သူတို့မှန်မှန်ဆိုပြီးတော့လာလှုပ်တဲ့အတွက်ကျမတို့လုံးဝလက်မခံပါဘူးရှင်ကျမတို့အဲ့ဒါကြောင့်မလို့လိုက်လေးလွှင့်နေတာပါနော်အခုကလေဘာလဲဆိုတော့လေလူတွေကလေပတ်စံရှိတယ်ငါတို့ရက်ကွက်ကိုပိုင်နေငါတို့မှာငွေရှိတယ်ထင်တိုင်းကျဲမယ်ငါတို့လှုပ်ချင်တာလှုပ်မယ်ငါတို့လှုပ်ချင်တယ်လို့လှုပ်မယ်ဝင်ရိုက်မယ်ဝင်တက်မယ်ပြီးကြလို့ရှိရင်ငါတို့ဥအောင်တိုင်မယ်ဆိုတော့အဲ့ဒီစိတ်တွေပဲရှိကြတော့တယ်နော်ဟိုဘာလို့လဲဆိုတော့ကျမတို့ဝန်ထမ်းကိုအဲ့လိုတို့လှုပ်ခွင့်မရှိဘူးအကုန်လုံးမှာမိသားစုဆိုတာရှိတယ်ကျမတို့ကတာဝန်ယူပြီးတော့ဒီဝန်ထမ်းတွေကိုခေါ်ထားပေးရတာတခုခုခေါင်းဆိုကျမတို့ခေါင်းပေါ်ကြမှာကျမတို့ဖြစ်တာထက်နော်အခုချိန်ကြီးတော့ရောက်မလာသေးဘူးကျမတင်ငန်းကျိုးနယ်တဲ့ကိုဖုံးဆက်ထားတယ်ပြီးတော့အခုကျမတို့အိမ်ကနေပြီးတော့ဖြစ်တဲ့ခလေးကိုလည်းကျမစေးရုံခေါ်ပါကျမခလေးကိုလည်းကျမဒီမှာငုတ်တုတ်ကြီးထိုင်ပြီးတော့ကျမလိုက်လွှင့်ပြီးအော်နေတာမဟုတ်ဘူးနော်အော်နေတာမဟုတ်ဘူးဟိုဘာဖြစ်လို့လဲဆိုတော့လေကျမခလေးကိုလည်းကျမအထိကိမခံဘူးကျမမကျေနပ်တဲ့အတွက်အမှုတော့ဖွင့်မယ်ကျမဝန်ထမ်းခလေးကိုတော့ကျမအထိကိမခံဘူးအခုတင်ငန်းကျိုးစေးရုံမှာဟိုကျမရဲစေးစာသွားယူခိုင်းထားပါတယ်ခလေးကိုရဲမှုခင်းနဲ့လှုပ်ထားပါတယ်ဒီတိုင်းကြီးတော့မထားပါဘူးရှင်နော်အဲ့လိုမျိုးတကားပိတ်ပြအခုဆိုအဲ့လှုပ်တဲ့ကာထွက်သွားတယ်ကားနဲ့အေးစစ်စစ်ပဲသူတို့မလှုပ်ထားသလိုပဲသူတို့မသိကြအောင်စောင့်နေတာတကယ်ကိုလေကျမလေဘဝမှာလေအောက်တန်းစားမျိုးစုံနဲ့ကြုံဘူးတယ်နော်ဘဝမှာလေဒါပေမဲ့ဒီလောက်အောက်တန်းကြတဲ့မိသားစုမတွေ့ဘူးသူတို့လည်းကားပစ္စည်းဆိုင်ရောင်းတယ်ဒါပေမဲ့ဒီဘေးမှာမဟုတ်ဘူးပညာတတ်အောက်တန်းစားဆိုတာအခုမှမြင်ဘူးလားနော်ပညာတတ်အောက်တန်းစားကျမတို့ဒီဘက်မှာလည်းစိုက်မဖွင့်တော့ဘူးရှင်နောက်ပိုင်းကျရင်တကယ်ကိုလေအခု6လအခုနည်းနည်းပဲကျန်တော့တာ5-6လပဲကျန်တော့မယ်ကျမတို့အဲ့ဒီလကိုကျမတို့ပဲအဆုံးရှုံးခံလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်မကောင်းရင်အလုံးလုံးစားလို့မရအောင်အမားတို့နော်ပတ်ဝန်းကျင်မကောင်းရင်ဘာမှလုပ်လို့မရအောင်ဒါပတ်ဝန်းကျင်မကောင်းတာဘာဖြစ်လို့လဲဆိုတော့လေဒီပတ်ဝန်းကျင်ရလေကျမတို့ကိုမနာလို့ဖြစ်နေကြတာကျမတို့ကစူးစမ်းတယ်ကျမတို့ကအလုပ်လုပ်တယ်အဲ့ဒီဟာကိုသူတို့ကမနာလို့ဖြစ်နေကြတာဒါကြောင့်ကျမတို့ဒီအိမ်ပိုင်မဟုတ်ဘူးအိမ်လည်းမဝယ်ထားအောင်နော်ကျမတို့ကအိမ်ငှားထားတာသူတို့တွေကအိမ်ပိုင်စီးပွားလည်းမတူဘူးအဲ့ဒါကိုအဲ့လောက်ထိလုံးเสียမလို့အမားတို့ရဲ့နော်ကဲတကယ်ချင်းတို့ရေစောစစ်စစ်ရှိုင်းလုံးဝစိတ်မကောင်းပေါ့နော်အခုကဟိုတနေ့ဝယ်လာတဲ့ပစ္စည်းလေး unboxing video လုပ်မယ်ဆိုပြီးတော့ထုတ်ပြီးတော့ကင်မရာလေးတက်ပြီးတော့ TikTok လေးဖွင့်ကြည့်လိုက်တာဘာသွားတွေ့လဲဆိုတော့ဟိုမတ်ရီလေးအင်္ဂလိပ်စာသင်တဲ့မတ်ရီသူဟောကွယ်တလားသူတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးကိုလည်းဖြတ်ပစ်လိုက်ပြီပြီးတော့ကျတော့သူ့ရဲ့ account ကိုလည်းနာမည်တွေပါတယ်အကုန်လုံးပြောင်းပလိုက်ပြီတလားဖြောက်ပစ်လိုက်တာပေါ့နော်ဆိုစိတ်မကောင်းမှန်တယ်ဆိုရှိုင်းကဒီဘယ်လိုပြောမလို့သူအင်္ဂလိပ်စာသင်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ရှိုင်းက funny video လေး2ပုတ်လား3ပုတ်လားလုပ်ထားဘူးလေဒီမှာတစ်ပုတ်နော်ပြီးလို့ရှိရင်ဒီမှာတစ်ပုတ်ပြီးလို့ရှိရင်ဒီမှာတစ်ပုတ်နဲ့အဲ့လိုမျိုးလေးရှိရပါတော့အမှန်တမ်းပြောလို့ရှိရင်လေရှိုင်းကအမှန်တမ်းပြောလို့ရှိရင်လူခန္ဓာကိုယ်တစ်ခုတည်းမှာလေစိတ်ဟိုဘယ်လိုပြောမလဲ character တွေအများကြီးခွဲထွက်နေတာသဘောပေါက်လားဆိုတော့ဒီရှိုင်းဝနာ page မှာနော်မိချိုတင်တဲ့ကိစ္စတွေဘာတွေဆိုတာလေသိမလားဒီ normal life မှာဖြတ်တန်းနေဟောဒီရှိုင်းဝနာကြီးမဟုတ်ဘူးပြောချင်တာဘာသိရမလားဆိုတော့ဒီရှိုင်းဝနာ page platform ကိုရှိုင်း funny video တွေတင်ပြီးတော့ဒီ public ကို entertain လုပ်ရတာဝါသနာပါလို့လေသိလားဆိုတော့ပျော်စီခြင်းနဲ့စိတ်နဲ့ကွာသိရမလားအဲ့လိုမျိုးလှောင်တာမဟုတ်ဘူးသဘောပေါက်လားဒါပေမဲ့ကိုယ့်ရဲ့အပြုအမူကလှောင်နဲ့ပြောင်နဲ့ပုံစံမျိုးပေါက်နေရပါတော့သို့တော့အဲ့ဒီခေါင်းဆောင်မဲ့ပဲဝင်သွားတာသို့တော့ဒါပေမဲ့သို့တော့လူတွေကိုရီးစေခြင်းနဲ့စိတ်နဲ့ပြန်ပြီးတော့ recreation လုပ်လိုက်တာကွာသဘောပေါက်တယ်မလားဆိုတော့စိတ်မကောင်းပါဘူးမကြီးနော်ဘ
ဘာပြောဟိုလူတွေအများကြီးကဝိုင်းပြီးတော့ဒီလိုမျိုးအတန်ရွက်ပုံမူတည်ပြီးတော့ဝိုင်းဟားနေကြတယ်ဆိုပေမဲ့ကျွန်တော်ကတော့အမှန်တမ်းပြောလို့ရှိရင်မကြီးကိုလုံးဝ respect ပါဘာဖြစ်လို့လဲဆိုတော့ရှိုင်းမြန်မာနိုင်ငံမှာအင်္ဂလိပ်စာဒီလိုမျိုးပြောဖို့မပြောနဲ့เนาะအင်္ဂလိပ်စာတစ်လုံးတောင်မှမပေါင်းတတ်ဖ ೇನೆ အတိတ်ပဲမသိတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ဒီလူတွေနဲ့စာလို့ရှိရင်မကြီးကလုံးဝကိုမှအများကြီးတာတဲ့လူဟုတ်တယ်မလားเนาะဆိုတော့ကျွန်တော်ကတော့လုံးဝ respect လက်ထားတယ် appreciate လည်းလုပ်တယ်ဒီလိုမျိုးကိုကဟိုရီးစရာဗီဒီယိုပြန်ပြီးတော့ recreation လုပ်လို့ဆိုပြီးတော့ရှိုင်းရဲ့စိတ်ထဲမှာ disrespect ဖြစ်တာမျိုးတော့လုံးဝမရှိပါဘူးဒါအမှန်တိုင်းပြောတာပါเนาะဆိုတော့မကြီးဘာပြောကျွန်တော်ရဲ့ဒီလိုမျိုးကိစ္စရက်တွေကအဲ့လိုမျိုးလှောင်နေပြောင်နေဒီလိုမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်မကြီးကိုကျွန်တော်တောင်းပန်ပါတယ်เนาะကျွန်တော်ပြောချင်တာကတော့သိရမလားရှေ့ဆက်သွားပါကိုယုံကြည်ရာကိုကြိုက်နှစ်သက်ရာကိုမှန်နေတယ်လို့ရှိရင်ရှေ့ဆက်သွားပါဘယ်သူတွေဘာပြောသဘောပေါက်လားရှေ့ဆက်ပြီးတော့အဲ့လိုမျိုးသွားစေချင်ပါတယ်ကိုသွားချင်တဲ့လမ်းကိုလေသဘောပေါက်မကြီးဆိုလို့ရှိရင်ဗီဒီယိုတွေအများကြီးလုပ်ထားတွေ့ရပြီးလို့ရှိရင်လည်းဒီ subtitle တွေအတန်ရွက်လေးတွေကစာမြန်မာလိုမျိုးပြန်ပြီးတော့ဟိုဖောက်ထားတာပေါ့နော်ဆိုတော့တေချာတီလောက်ထားတာဟိုဒီနေ့ကလည်းအဲ့နိုင်ငံခြားသားလေရှိုင်းလို့မြန်မာပြည်မှာမြန်မာစကားပြောတဲ့နိုင်ငံခြားသားတယောက်သူကလည်းဒီမကြီးဗီဒီယိုနဲ့တင်ပြီးတော့ judge လုပ်ထားတွေ့တယ်ရှိုင်းသွားပြီးတော့သူ့ကိုမှန်းလိုက်သေးတယ်ရှိုင်းလို့မြန်မာနိုင်ငံမှာစကားအင်္ဂလိပ်စကားမပြောတတ်တဲ့သူမသိတဲ့သူမဖတ်တဲ့သူတိစားလို့ရှိရင်အများကြီးတာတယ်ဆိုပြီးတော့သွားပြီးတော့မှန်းလိုက်သေးတယ်ဒါပေမဲ့တင်မလားဟိုရှိုင်းကိုပြန်ကြည့်လို့ရှိရင်ရှိုင်းကလည်းဒီလိုမျိုး funny video လုပ်ထားတယ်ဆိုရင်ရှိုင်းရဲ့သဘောတရားကလှောင်နဲ့ပြောင်နဲ့သဘောတရားအောက်မှာမသွားဘူးရှိုင်းရဲ့အယိုးကန်စိတ်ဒါပေမဲ့ကိုယ့်ရဲ့အပြုအမူကအဲ့အောက်ကိုဝင်သွားတယ်ဆိုလို့ရှိရင်တော့မပြောတတ်ဘူးဒါပေမဲ့အဲ့ဒီအတွက်ကမကြီးကိုကျွန်တော်တောင်းပန်ပြီးသွားပြီเนาะဆိုတော့အားလုံး we need to do better thank you